အမှန်တရားကိုမျက်နှာကြတဲ့ပြည်သူများအနေနဲ့များဆိုသလိုကြည့်ပြီးပြီလို့ထင်တယ်မင်းအောင်လှိုင်ရဲ့သွေးပြက်နေတဲ့မျက်နှာထားကိုနေဟန်တာစကလုံးတွေခုနစကားပြောသွားတာသူသွေးပြက်နေတာအကြောင်းတွေရှိတယ်ဗျဝန်ထမ်းတွေရဲ့ CDM movement အလွန်ထိရောက်တော်တော်ကိုပြင်းထန်စွာသူတို့ကိုရိုက်ခတ်နေပြီဖြစ်တယ်အလွန်ထိရောက်တယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ညီကိုတွေပြည်သူပြည်သားတွေဆန္ဒထုတ်ဖော်ဖို့လမ်းပေါ်တွေထွက်လာတာတော့ပြောမနေနဲ့ဘလောက်လူများလဲဘလောက်အောင်မြင်တယ်လဲရှက်တတ်ရင်လဲသိလိုက်လို့ရတယ်မင်းအွန်လိုင်းတို့အုပ်စုအဲ့နေရာမှာအရှက်ကတိတ်မရှိတော့တတိတော်ထားရမှာပေါ့လေဒီလိုစန့်ကျင်မှုတွေကြောင့်မင်းအောင်လိုင်းတွေးပြက်နေတာခုနမြင်အောင်မကောင်းတိတ်သွားမှာအဲ့စိတ်နဲ့ပဲအာနာယူတဲ့စိတ်နဲ့ပဲဒီကောင်တိတ်သွားမှာသူတို့လမ်းပေါ်ကဆန္ဒပြတဲ့ပြည်သူများနဲ့တွေ့ဆုံတဲ့အခါရဲတပ်ဖွဲ့ဟာစီသုံးစီးနဲ့ရင်ဆိုင်နေတာတွေ့ရပါတယ်ဒီအကြောင်းကိုကျွန်တော်စပြောပါမယ်ပြည်သူတွေဟာကျွန်တော်တို့စီကအပြည်ပြည်ဆိုင်ရာနိုင်ငံတကာရဲ့နိုင်ငံခြားနိုင်ငံတွေရဲ့အကူအညီကဘယ်လိုလဲဘာလဲမျှော်လင့်နေလို့နိုင်ငံတကာနဲ့ဆိုင်တဲ့ကိစ္စတွေကျွန်တော်ပြောပြပါမယ်ရဲတပ်ဖွဲ့ကစီးသုံးစီးနဲ့ရင်ဆိုင်နေတာသူတို့သဘောတူထားရဲတပ်ဖွဲ့ဥပဒေထဲမှာနိုင်ငံတကာနဲ့လူအခွင့်အရေးရပြည်သူပြည်သားများဟာသူတို့ရဲ့ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ခွင့်လူတိုင်းမှာရှိတယ်ရဲတပ်ဖွဲ့ကလည်းသူတို့တနေရာမှာတပ်ဆွဲထားပြီးလုံခြုံရေးယူထားပြီးတော့လုံခြုံရေးယူခွင့်ရှိတယ်ဒီအုပ်စုနှစ်စုအကယ်၍များထိတ်တွေ့လာရင်စီးသုံးစီးနဲ့ရင်ဆိုင်ရမယ်ဒါနိုင်ငံတကာမှာသဘောတူထားတယ်သဘောတူချက်တယ်ပထမစီးကြော်ရင်ဘာလို့မလဲဒုတိယစီးကြော်ရင်ဘာလို့မလဲတတိယစီးကြော်ရင်ဘာလို့ပြည်သူတွေဟာစီကန့်ရှိသွားတယ်ပထမစီးကိုဘယ်သူမှမကြော်တဲ့အခါဒီကောင်တွေဘာမှမတတ်နိုင်အဲ့ဒါကြောင့်ညဉ့်ညံသုံးပြီးတော့လက်ငါးချောင်းတွေလူချင်းချင်းပြန်လှည့်ပြီးတော့သူတို့တိုက်ပေးမယ်ရုပ်မှာမယ်တခြားညစ်ပတ်တဲ့အကွက်တွေကိုသူတို့သုံးမယ်ပြည်သူရဲနဲ့ပြည်သူနဲ့ပထမစီးကိုမကြော်ရင်သူတို့ဘာမှလုပ်လို့မရဘူးဒါဥသိမ်းစိန်လက်ထက်ထဲကသူတို့သဘောတူထားတာចောင်းသားလေးတွေရဲ့လက်ပံအရေးခင်းပြီးတော့နိုင်ငံတကာကသူတို့ဖိအားပေးလို့အဲ့စီးသုံးစီးကိစ္စအရေးကြီးတယ်ပြည်သူလူထုစီကန့်ရှင်းသူတို့ဘာမှလုပ်လို့မရဘူးဖြစ်အခုတော့တချို့လူတွေကပြောတယ်ကာဖျူးထုတ်တယ်9ရောက်ထက်ပိုမစုရဘူးတည်င်းမှန်လားကောလာဟလာတော့ကျွန်တော်တို့သိမသိကြသေးဘူးပေါ့ကိုကျွန်တော်မနေ့ကတင်ပြခဲ့တဲ့အတွင်းစည်းကနိုင်ငံရေးသမားကြီးများလူယုံတော်ကြီးများရဲ့အကြံပေးချက်ကိုမြို့နယ်ထဲမှာပဲကိုဆက်ကိုလုံနေရမယ်ဆိုတဲ့အကြံပြုချက်ဟာတဖြည်းဖြည်းနဲ့ပိုနီးစပ်လာပြီဖြစ်တယ်ဒါပေမဲ့ကျွန်တော်မနေ့ကပြောဆိုဆွေးနွေးခဲ့တဲ့အကြံပြုချက်တွေဟာအကြံပြုချက်ပဲဖြစ်တယ်အကြံပေးတာပဲဖြစ်တယ်ပြည်သူလူထုဟာသူတို့စန္ဒအတိုင်းဆောင်ရွက်ကြပါကျွန်တော်တို့ကပြည်သူလူထုကိုလမ်းပေါ်ထွက်ကြပါလေပြောလို့ဟလာဘယ်လိုလုပ်သွားအဆင်ပြေမလဲထွက်ချင်မှလည်းထွက်မှာပေါ့ဆောင်းလိုက်ပါပြောဘာလို့ဘာဂယူးဆိုင်ဆရာရှိဟုတ်ပြီထွက်ချင်လည်းထွက်မှာပေါ့ဗျာလူတွေကသူတို့စန္ဒနဲ့သူတို့ပဲမင်းအောင်လိုင်းကဟေ့မထွက်နဲ့ပြောလဲကျွန်တော်တို့ထွက်ချင်ထွက်မှာပေါ့ကျွန်တော်တို့အောင်မြင်ခဲ့တာတော့မင်းအောင်လိုင်းကိုဘယ်သူမှမလေးစားဘူးမခန့်ညာဘူးမယိုသေးဘူးယွန်ရှာမုံတီပဲနေဖဲ့အားရပါရအောင်ဖဲ့တော့အပြည်ပြည်ဆိုင်ရာကိစ္စလေးတွေပြောပါမယ်အထူးခြားဆုံးကအမေရိကန်နိုင်ငံသမ္မတကျွန်တော်တို့နေနေတဲ့အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်ကမြန်မာအရေးကိုဆောင်ရွက်ဖို့စည်ရင်းထုတ်ပြန်လိုက်တာဦးစီးဆောင်ရွက်ဖို့စည်ရင်းထုတ်ပြန်လိုက်တာကာကွယ်ရေးဝန်ကြီးပါတယ်ဒီလောက်ဆိုသဘောပေါက်တမိုင်းမှာမရှိခဲ့ဘူးတန်တမန်နီးလန်းတယ်ပဲကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုသူတို့ကျွန်တော်တို့ငယ်စဉ်က88နောက်ပိုင်းမှာဖြည့်ရှင်းခဲ့လို့တန်းရွှေကြီးကအကြာကြီးအချိန်ဆွဲခွင့်ရပါယနေ့အချိန်မှာနိုင်ငံတကာမှာရောက်နေတဲ့မြန်မာလူမျိုးတွေရဲ့စူးစမ်းအထောက်မှုလည်းပါတယ်နိုင်ငံတကာခေါင်းဆောင်တွေရဲ့နိုးကြားမှုလည်းပါစဉ်းစားကြည့်ဗျာကိုဗစ်ကာလကြီးမှာအားလုံးယောဂါကိုရင်ဆိုင်နေတော့ဒီမင်းအောင်လှိုင်ကဒါမျိုးထားလို့တာကျွန်တော်တို့တနိုင်ငံပဲရှိတယ်ကုလသမဂ္ဂအတွေ့အမှုချုပ်ကလည်းမြမအရေးကိုပဲအထူးအာယုံစိုက်အထူးစူးစမ်းပေးလျက်ရှိတယ်ဘာလို့တော့အဲ့တမှုပဲရှိတယ်ဗျာမင်းအောင်လှိုင်တမှုပဲရှိတယ်
ကဘာကြီးမှာလောလောဆယ်နိုင်ငံရေးနဲ့ပတ်သက်တာဆိုလို့အဲ့ဒီလောက်ညံမရှိဘူးမင်းအောင်လှိုင်ကဒုက္ခကြီးရောက်မဲ့သူရောသူမိသားစုရောအဲ့ဒါနိုင်ငံတကာရဲ့ထူးခြားချက်တွေပြီးတော့ဩစတြေးလျနိုင်ငံကျွန်တော်ခဏပြောတယ်လုံနေပြီစည်ရင်းတွေကျွန်တော်တို့အများကြီးပို့လိုက်ဝင်ကြီးတွေနေတိုင်းအစည်းအဝေးလုပ်တိုင်းမြန်မာအကြောင်းမြန်မာပြည်အရေးပါတယ်မြန်မာပြည်ရဲ့လက်ရှိအရေးခင်းပါတယ် EU နိုင်ငံတွေအပြင်းထန်ဆန့်ကျင်နေပြီပြီးတော့အမေတော်ဆန်းစုကြည်တို့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းမင်းအောင်လှိုင်ကလွှတ်ပေးရမယ်လို့ UN ကထုတ်ပြန်လိုက်တာသူတို့လိုက်ကိုလိုက်နာရမှာနော်အားလုံးသဘောတူပြီးတော့သူတို့ကိုဒါတောင်းဆိုထားတာဆိုတော့နိုင်ငံတကာရဲ့အခြေအနေကကောင်းပါတယ်တခုတော့အမှန်တိုင်းပဲကျွန်တော်စကားပြောရင်အမှန်တိုင်းပဲပြောပါတယ်ဒီနေ့လုပ်ပြီးမနေ့ဖြန်တော့နိုင်ငံတကာမှာကျွန်တော်တို့မဖြစ်ဘူးအချိန်နည်းနည်းယူရတယ်ဘာကြောင့်လဲဆိုတော့ဗျာစီးနေကန်းနေသွားတဲ့နိုင်ငံကြီးဗျဟလာမင်းအောင်လှိုင်တို့လို့ဒီနေ့3 နိုင်လောက်ပဲကြာတယ်ဗျာတိုင်းပြည်အာဏာ तू ကရသွားပြီဆိုတော့အကွက်မျိုးတွေနိုင်ငံတကာမှာမရှိဘူးမလုပ်ဘူးစီကန်းလိုက်နာတယ်သူတို့ကသူတို့ရဲ့စီမင်းစီကန်းဥပဒေဘောင်တွေကိုပြန်လဲပြင်ဆင်ပြီးတော့မြမအရေးကိုအရေးယူဖို့မင်းအောင်လှိုင်တို့ကိုအရေးယူဖို့တဆင့်ချင်းသွားနေပြီဒါပေမဲ့88မဟုတ်ဘူးမြန်တယ်ဒီတစ်ခေါက်ကမြန်လာမှအယမ်းမြန်တယ်ဆိုတော့ဒီသတင်းလေးတွေကျွန်တော်ပေးလို့ပါတယ် Generation Z ကျေးဇူးထူးတင်ပါစီကန်းရှိလိုက်တာဗျာစီကန်းရှိလိုက်တာစီ3စီကိစ္စတော့ညီငယ်ညီမငယ်တို့မမေ့ကြပါနဲ့ထို့တူပျောက်ကြားတော်လှန်ရေးကိုလည်းမမေ့ပါနဲ့အားလုံးကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့အားလုံးတေးသေးချာချာစူးစမ်းပြီးအနစ်နာခံပြီးတော့လုပ်ကြမယ်ဆိုရင်မင်းအောင်လှိုင်လိုညံမရှိတဲ့လူတယောက်ခွေးပြေးဝက်ပြေးပေါ့ခွေးပြေးဝက်ပြေးပဲဗျသိကြတယ်ကျေးဇူးတင်